တနင်္လာသားသမီးမိတ်ဆွေများအားလုံးအတွက်တပတ်စာတာတော့ပေတဲ့ဟောစတန်ကိုဟောကြားပေးမှာဖြစ်ပါတယ်နော်အယုံဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးကိုနဲ့အသက်ပေးပြီးတော့ကွန်မန့်ရေးပါ share တွေလုပ်ပေးခဲ့မယ်နော်ယနေ့ကတနင်္လာနေ့ဖြစ်တဲ့အတွက်တနင်္လာသားသမီးအားလုံးအတွက်တပတ်စာတာတော့ပေတဲ့ဟောစတန်ဖြစ်ပါတယ်ဒီတစ်ပတ်တနင်္လာသားသမီးမိတ်ဆွေများအားလုံးအတွက်ကြားဟုတ်လာတဲ့တာတော့နမိတ်ပုံကတော့ကျဲဆယ်ပွင့်နမိတ်ပုံဖြစ်ပါတယ်နော်ဒီအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကရပ်ပြီးတော့စကားပြောနေတယ်သူတို့ရဲ့နောက်မှာခွေးလေးနှစ်ကောင်ရှိတယ်ပေါ့နော်သူတို့ရဲ့ပေါ်မှာအောက်မှာဒီကျဲဆယ်ပွင့်ကိုဝင်ရန်ထားတယ်သူတို့ဘေးမှာအဖိုးအိုတယောက်ကထိုင်နေတယ်နော်အဲ့နမိတ်ပုံနဲ့တင်စားထားပါတယ်ဒီယနေ့ဟာ73ရက်နေ့ဖြစ်တယ်ပေါ့နော်73ရက်နေ့ကနေပြီးတော့ဒီ9လပိုင်း19ရက်နေ့ထိအောင်အကျုံးဝင်ပါလိမ့်မယ်နော်တနင်္လာသားသမီးမိတ်ဆွေများအားလုံးအတွက်ကံကြမ္မာအစိုးကောင်းတွေကိုနမိတ်ဖက်ဟောကြားပေးရမယ်ဆိုရင်တနင်္လာသားသမီးမိတ်ဆွေများအားလုံးဟာဒီရက်ပိုင်းတွင်မှာလောကီယတနာတွေပြည့်စုံကြွယ်ဝမည့်အချိန်ကာလဖြစ်ပါတယ်နော်တနင်္လာသားသမီးမိတ်ဆွေများအားလုံးအနေနဲ့ဒီရက်ပိုင်းတွင်ကလုပ်ငန်းသစ်စတင်ပြစ်လိုက်မယ်နော်မိမိကြံစီထားတဲ့အကြံစီတွေအကောင့်ထဲဖော်ပြပါလိမ့်မယ်စီးပွားရေးလုပ်ငန်းတွေအင်တိုက်အားတိုက်နဲ့အရှိန်ဟုန်ကောင်းကောင်းနဲ့တိုးချက်လုပ်ကင်လို့ရပါတယ်နော်ဝန်ထမ်းဖြစ်တဲ့တနင်္လာသားသမီးတွေဆိုရင်လည်းဒီရက်ပိုင်းတွင်ကမိမိလက်ရှိတာဝန်ထမ်းဆောင်နေတဲ့နေရာဌာနတွေမှာအောင်မြင်မှုအသီးပွင့်ရရှိတတ်တယ်လူချစ်လူခင်များတတ်တယ်အထက်လူကြီးတွေလှုပ်ဖို့ကင်ဘက်တွေရဲ့ချစ်ခင်လေးစားမှုကိုရရှိတတ်တယ်နော်အထက်လူကြီးတွေကြောင့်လည်းနေရာကောင်းတွေရလိမ့်မယ်ဟလားအခွင့်အလမ်းကောင်းတွေများစွာပေါ်ပေါက်လာတတ်ပါတယ်တနင်္လာသားသမီးမိတ်ဆွေများအားလုံးကဒီရက်ပိုင်းတွင်ကတထေးကြီးတွေဟုတ်လားကုံတယ်ကြီးတွေဌာနဆိုင်ရာအကြီးအကဲတွေနဲ့ယင်းဤခွင့်ရလိုက်မယ်နော်ယင်းဤကျွမ်းဝင်လိုက်မယ်ဒီသူတို့ကြောင့်လဲမိမိရဲ့စီးပွားရေးလုပ်ငန်းတွေအခွင့်အလမ်းတွေများစွာပေါ်ပေါက်လာလိမ့်မယ်အခွင့်အလမ်းကိုမိမိရအကောင့်ထဲပေါ်ပြီးတော့စ조사လုပ်ကင်ပါကငွေကြေးလပါတွေပွင့်လန်းပြီးတော့စီးပွားရေးတွေများစွာတိုးပွားလာတတ်ပါတယ်နော်မိမိရခိုင်နှောင်းကဆုံးရှုံးထားတဲ့ငွေကြေးဥစ္စာဒနာဟလားရွှေငွေရတနာကြောက်စံပရမများတွေပြန်ပြီးတော့ဝင်လာတတ်ပါတယ်နော်မိမိကုံဆုံးထားတဲ့ဆုံးရှုံးထားတဲ့ငွေတွေလည်းပြန်ရခြင်းရှိပါတယ်နော်လူမှုရေးပိုင်းမှာဆိုရင်လည်းမိတ်ဆွေကောင်းတွေရရှိတတ်တယ်ဗျအထူးသဖြင့်နာမည်မှာတနင်္ဂနွေနာစနေနာပါတဲ့မိတ်ဆွေတွေကြောင့်မိမိရဲ့လုပ်ငန်းကိန်းဂန်းတွေဟာဖွံ့ဖြိုးတိုးတက်လာမယ်သူတို့ရဲ့အကြံစီတွေနဲ့လည်းမိမိရဲ့လုပ်ငန်းတွေဟာတိတိတသာကိုအောင်မြင်မှုတွေရလာနိုင်ပါတယ်နော်ပြည်တွင်းပြည်ပကလုပ်ငန်းရှင်တွေဟလားပညာရှင်တွေနဲ့ဆက်သွယ်တွေရလိမ့်မယ်အကျိုးတူပူးပေါင်းဆောင်ရွက်ပါကအောင်မြင်မှုစုခုနိုင်မိအချိန်ကာလဖြစ်ပါတယ်ဒီအားကစားလုပ်တဲ့တနင်္လာသားသမီးတွေဆိုရင်လည်းစုရစိတ်တွေများစွာရနိုင်တဲ့အချိန်ကာလဖြစ်ပါလိမ့်မယ်နော်အိမ်တော်ရေးမှာလည်းမိမိပေါ်မှာဂရုစိုက်ကျင်နာတဲ့လမ်းပြပေးမဲ့အိမ်တော်ဘက်ကောင်းနဲ့တွေ့ရလိမ့်မယ်အိမ်တော်ဘက်ရဲ့မိဘတွေကပါတင့်ကိုချစ်ခင်မြတ်နိုးကြလိမ့်မယ်အမွေနဲ့ဥစ္စာပစ္စည်းတွေများစွာရရှိပါလိမ့်မယ်နော်မိဘတွေရှိသေးတယ်ဆိုရင်လည်းမိဘတွေနဲ့အဆင်ပြေမယ်မိဘတွေကိုကြွေးမွေးပြုစုလုပ်ကြွေးနိုင်ပါလိမ့်မယ်နော်မိဘတွေထံကအသက်မွေးမှုပညာရပ်တွေရရှိတတ်တယ်နော်တာရေးသမီးရေးနဲ့ပတ်သက်ပြီးတော့လည်းကံကောင်းနေတဲ့ချိန်ကာလဖြစ်ပါတယ်သားသမီးလိုချင်နေတဲ့လင်များစုံတွဲတွေဆိုရင်သားသမီးယရနာလေးတွေထွန်းကားမယ်ကိုဝင်ရရှိမယ်နော်ဒီသားကြီးသမီးကြီးတွေရှိတယ်ဆိုရင်တော့သားသမီးတွေဟာလိန်မာမာနဲ့အရန်ကိုတော်တဲ့သားသမီးတွေဖြစ်ပါလိမ့်မယ်နော်မိဘကိုတစ်ဖက်တစ်လမ်းကနေအထောက်အကူပေးမိသားသမီးတွေဖြစ်ပါလိမ့်မယ်နော်လူမှုရေးပိုင်းမှာတဲ့တနင်္လာသားသမီးတွေအနေနဲ့လူမှုရေးပိုင်းကဒီရက်ပိုင်းတွင်ကဒီမိမိရဲ့အလုပ်မှာမိမိရဲ့အိမ်ပတ်ဝန်းကျင်မှာအဲ့ဒီကလူတွေနဲ့အဆင်ပြေမယ်နော်ဒီမိမိရဲ့အလုပ်မှာလည်းမိမိရဲ့အောက်လက်ငယ်သားတွေဝန်ထမ်းတွေကတင့်ကိုလေးစားယုံကြည်အားကိုးကြလိမ့်မယ်တင့်ကိုမိခိုပြီးတော့မှနေထိုင်ကြတဲ့ဝန်ထမ်းတွေများစွာရှိတတ်ပါတယ်နော်တင်ပေးသားမှာဝင်းရံမဲ့ပရိသတ်တွေများစွာပေါ်များလိမ့်မယ်ကောင်းသောနာမည်ဂုဏ်သတင်းတွေကြော်ကြားပါလိမ့်မယ်ဗျာနော်တနင်္လာသားသမီးလူငယ်တွေအခြေရေးမှာကွဲကွာနေတဲ့ချစ်သူနဲ့ပြန်ဆောင်တတ်တယ်
ချစ်သူနဲ့ဒီငငယ်တုန်းကအတွဲခဲ့တဲ့ငရီးစားတွေနဲ့ဆက်သွယ်ပြန်ရပါလိမ့်မယ်အချစ်ကကြီးလမ်းမှာတာယာဖြုံဖြူပါလိမ့်မယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီရက်ပိုင်းတွင်းမှာအစစ်မြစ်ရောင်နာတို့ပြီးတော့လိတ်ကောင်းယောဂါတို့အမျိုးသမီးတွေဆိုရင်တိုင်နဲ့ပတ်သက်တဲ့ယောဂါတွေဒုက္ခပေးတတ်ပါတယ်နော်ကျမ်းမာရေးအနေငယ်ကြီးစိုက်ဖို့လိုပါလိမ့်မယ်လူငယ်တွေပညာရေးစာမှုဝဲကိစ္စအင်တာဗျူးကိစ္စတွေမှာရှော့ရှူရှူနဲ့အောင်မြင်မှုတွေရရှိနိုင်တယ်ပြည်တွင်းပြည်ပပညာတော်သင်ခရီးတွေတွားနိုင်တယ်နော်ဒီအပိုင်းတွေမှာစက်တူရှယ်ယာလုပ်ငန်းတွေလည်းအရန်ကောင်းပါတယ်ကိုပိုင်လုပ်ငန်းတွေလည်းကောင်းပါတယ်နော်ဒီအပိုင်းတွေကအသင့်အတွက်စီးစိမ်တက်လာပါတွေပေါ်များမိအချိန်ကာလဖြစ်ပါတယ်နော်လောင်းကစားလုပ်တဲ့တနင်္လာသားသမီးတွေဆိုရင်လောင်းကစားနဲ့ပတ်သက်ပြီးတော့အမြတ်ငွေတွေများစွာရနိုင်တဲ့ကာလချိန်ကာလဖြစ်ပါတယ်ထီပေါကင်းချက်ပေါကင်းတွေရှိတယ်တေကနန်းခွန်ကနန်းပါတဲ့ထီနံဘတ်တွေကိုရှာထုတ်ပေးပါနော်ပြီးတော့ဒီအပိုင်းတွေကအသင်ပြောသမျှဆိုသမျှအကြံစီတွေအောင်မြင်မဲ့အချိန်ကာလဖြစ်ပါတယ်အရေးကြီးတဲ့လုပ်ငန်းကြီးတွေဟလာစာချုပ်ချုပ်ဖြစ်လိမ့်မယ်နော်ပြည်တွင်းပြည်ပခရီးတွေစီစဉ်ထားတယ်ဆိုရင်လည်းခရီးစဉ်တွေကလွယ်ကူကူနဲ့သွားပြစ်ပါလိမ့်မယ်ခရီးစဉ်တွေအသင့်အတွက်အကျိုးများတဲ့ခရီးစဉ်တွေဖြစ်ပါလိမ့်မယ်နော်ဒီအပိုင်းတွေမှာအချိန်မဖြုံးပါနဲ့မိမိရဲ့လုပ်ငန်းကိုအင်တိုင်အားတဲ့စူးစမ်းပြီးလှုပ်ဆောင်ပါကကြီးပွားချမ်းသာမြင့်အချိန်ကာလဖြစ်ပါတယ်နော်ဘာပဲလုပ်အဆင်ပြေပါလိမ့်မယ်ဒီအပိုင်းတွေမှာကြုံတွေ့ရမယ့်ကံကောင်းခြင်းတွေပို၍ကံကောင်းလာစေဖို့အတွက်မိမိရဲ့မိတ်ဆွေပေါင်းတင်တွေကိုပေါင်မုံနိုဇန်းကျွေးမွေးပြီးတော့ဆူတောင်းပေးရပါမယ်နော်ပေါင်မုံနိုဇန်းကျွေးမွေးပြီးတော့ဆူတောင်းပေးပါပြီးတော့ဇေဒီတော်တဆူဆူရဲ့မိမိရဲ့မွေးနံတောက်မှာထီးဖြူတက်လက်လူတန်းပြီးတော့မှဆူတောင်းပေးရပါမယ်ချမ်းသာဒုက္ခတွေရရှိပါလိမ့်မယ်နော်အခုဆရာမိတ်ဆွေတို့ကိုမေတ္တာလက်ဆောင်ဟောကြားပေးခဲ့တာကတော့ဒီတနင်္လာသားသမီးမိတ်ဆွေများအားလုံးအတွက်တပတ်စာတာတော့ဗေဒံဟောစရန်ကိုဟောကြားပေးခဲ့တာဖြစ်ပါတယ်ဒီဆရာဟောကြားပေးခဲ့တဲ့ဗေဒံဟောစရန်ဗီဒီယိုဖိုင်လေးဟာမိတ်ဆွေများအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးကိုနဲ့အသေးပေးပြီးတော့ကွန်မန့်ရေးပါ share လေးတွေလုပ်ပေးခဲ့မယ်နော်ဆရာကတော့ဆရာကြီးမင်းသိန်ခါကြီးတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗေဒံမေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တာတော့ဗေဒံဧကန်တဗေဒံမေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်ဗေဒံညံပူဇော်ကယူပါတယ်နော်အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေစက်ပစ္စည်းတွေဆိုင်ကယ်တွေတန်ဖိုးကြီးရတနာပစ္စည်းတွေဟလားအများဆုံးရောင်းကျင်တာစီးပွားရေးကျန်းမာရေးလူမှုရေးအိမ်တောင်ရေးဖန်စီချုံနှောင်ခံရတဲ့မိတ်ဆွေများလောင်ဝသားရှုံများနေတဲ့မိတ်ဆွေများအတွက်အထူးရတဲ့ရာအစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးနေကောင်းရက်ကောင်းအခါကောင်းတွေရွေးချယ်ပေးတယ်အဆောင်လက်ဖွဲ့ပစ္စည်းများကိုလည်းပြည်တွင်းပြည်ပကိုအိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်တွေကတော့39 956 988 858ပြီးတော့39 98 39 လုံး256ဖြစ်ပါတယ်နော်အဲ့ဒီ39 956 988 858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါနော်ဆရာရဲ့ဗီဒီယိုဟောကမ်းမှာလာမေးခြင်းနဲ့ဆိုရင်တော့နော်ကုန်းကျေးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဗီဒီယိုဟောကမ်းမှာလည်းလာမေးလို့ရပါတယ်နော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေနော်